Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေးကိုပေါ့နော်ဟွာSakura အကောင့်ဖွင့်နည်းလေးကိုမိထားလို့ပါရှင်အကောင့်ဖွင့်နည်းလေးရကြပါကျိုးတရားမှုရလဲဆိုတော့အိမ်ဆောက်လို့ရတယ်နောက်ပြီးတော့အိမ်ဝယ်လို့ရတယ်ပေါ့နော်အိမ်ဝယ်တာကအိမ်ကို ID ထည့်ပြီးတော့ယူလို့ရတယ်ပေါ့နော်အားလေးပြတ်ပေးမယ်ပေါ့နော်ပထမဆုံးမီနူထဲဝင်ပါမယ်ရှင်အတန်တုံးနေတောင်းမှမိုင်းလေးရအတန်ဓာတ်ရိုက်သွင်းတာမလို့ပါ blog တွေလို့အတန်တာပြတ်မှသွင်းတာမဟုတ်ဘူးနော်အားချမပါမီနူထဲဝင်ပါမယ်ပြီးရင် post ထဲဝင်မယ်ပေါ့နော်ပြီးရင်ဒီဘက်ကပေါ့နော် account ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပဲပြီးလို့ရှိရင်ကိုထည့်မဲ့ account ပေါ့နော်ကိုထည့်မဲ့ account ရေးရပါမယ်ဒီလေးကတော့သူကထည့်ပြီးသားနာမည်ပဲမရဘူးပေါ့နော်အားကြောင့်မို့နံပါတ်လေးထည့်ပေးရပါမယ်ရှင်ဒါကြသူထည့်ပြီးသွားပြီပေါ့နော်ကျတော့လီဒါလေးကိုနံပါတ်ကိုပြန်ဖျက်လိုက်မယ်နော်ဒါဆိုရင်တော့ရတာပါပြီရှင်ဒါဆိုရင်တော့ဒီမှာပေါ့နော်ဒါတော့ ID ရတာပါပြီကိုပေါ့နော် ID ကိုယူထားတဲ့ ID ကိုစေ့ချင်တယ်ဆိုလို့ရှိရင်တော့လီကကြညံပဲပေါ့နော်လုပ်လိုက်မယ်ဒီအိမ်လေးကိုသဘောကျရတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ကအိမ်လေးကိုသဘောကျလို့ရှိရင်လီတို့ဒီပေါ့နော်မီနူလေးကိုပြန်ဝင်ပါမယ်ရှင်ပြန် post ထဲကိုပြန်ဝင်ပေါ့နော်ဒီမှာပေါ့နော်အသေးပေးချင်ရပါတယ်တဲပေးချင်ပေးလို့ရတယ်ပေါ့နော်နီအောင်လေးပေါ့နော် star နီအောင်လေးနဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဒါကြတော့လီတို့ဒီတိမ့်ထားပဲဖြစ်ပါတယ်ပြီးလို့ရှိရင်လီတို့ဒီအနက်ရောင်ကျက်လေးကိုပြန်ဝင်လိုက်ပေါ့ကျက်လို့ရှိရင်လီတို့ဒီမှာပါကိုစိတ်ထားတဲ့ဟာလေးရောက်တာပါပြီဒါအောင်မှကိုကပြန်လို့ချင်တယ်ဆိုလို့ရှိရင်တော့နှိပ်လိုက်ရုံပါပဲရှင်ရာဒီ star mail ရဲ့ဘေးနားဟာလေးကကြတော့ဒီလီယိုကိုဆောက်ထားတဲ့အိမ်ကိုဘာဖြစ်ရပါလီအန်ဒီစနီလေးပြောပြထားရပေါ့နော်အဲ့ထဲကနေပြောလို့ရပါတော့အိမ်ဆောင်ကြီးကကြတော့ဒီလီ blind box ဒီ blind box မှာပေါ့နော် blind box လုပ်ပြထားတဲ့ဟာမှာတူပဲပေါ့နော်အဲ့လိုမျိုးလေးပဲရှာရတာပါအဲ့ blind box လုပ်ထားတဲ့ဟာမှာလီအန်ဒီစနီကိုတစ်ခါပြပြထားရပေါ့နော်အဲ့တိတ်ပြီးမရှင်းမှဆိုလို့လီဘရောက်ပင်လုံးကြီးမှာအန်ဒီစနီကိုပြပြထားပါရှင်伊有大哥，ID လေးကတော့ဒီမှာ881653665531ပေါ့နော်အဲ့ဒါလေးပါရှင်ဒါဆိုရင်တော့ ID လေးကိုလည်းတစ်ခါတိမယ်လို့ထင်ပါတယ်အဲ့ဆိုလို့ရှိရင်တော့လီရောအကောင့်ဖွင့်နည်းလေးကိုပြောပြလိုက်ပါပြီရှင်လီရဲ့ channel လေးကိုလီရဲ့ video တွေ vlog တွေလီရိုက်ပြတဲ့ဟာလေးတွေကိုကြားရင်တော့လီရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်လီကခုမှဆက်စွာဖြစ်တဲ့အတွက်ကြောင့်မလို့လီပေါ့နော်အကောင်းဆုံးစူးစမ်းနေပါရှင်လီကိုအပေးရသူတွေလည်းအရင်ကျေးဇူးတင်ပါတယ်ဟွာလီကောလို့ကျေးဇူးတင်ရပေါ့နော်လီအခု edit တွေရောလုပ်ပေးဖြစ်ပါတယ်ဒါပေမဲ့ဟွာလေလီပပြီးသားသူတွေလည်းမသိပေါ့နော်မပါတဲ့သူတွေလည်းမမှတ်မိအဲ့လိုမျိုးဖြစ်နေရပေါ့နော်အားကြောင့်မလီအကောင်းဆုံးစူးစမ်းပြီးတော့တင်ပေးပါမယ်အတန်တိုးနေတောင်းမှမိုင်းနော်အတန်တပုံးနဲ့တပုံးမတူရင်လည်းတောင်းမှမိုင်းဟွာလီဒီမှာပေါ့နော်အင်ကြီးရောင်မလဲရသေးပေါ့နော်အဲ့ဒါကြတော့လီဂိမ်းအဲ့ဒါတက်တယ်ဆိုပြီးတော့ YouTube မှာ post မှာလည်းတင်ပါတယ်ဂိမ်းအဲ့ဒါတက်နေလို့ဂိမ်းကိုပြန်ဖြတ်ပြီးတော့လီပြန်ကူးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လီရဲ့ဒီ
အိမ်လေးတွေလီလီဆောက်ထားတဲ့ဟာလေးလီလီ ID လေးအကုန်ပျောက်သွားတယ်ပေါ့နော်အားကြောင့်မို့ပါလီလီရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့နဲ့နော်တချို့တွေကလေတက်လားလီလီရဲ့အပုတ်တွေမှာ comment နေမှန်ကွာလီလီက edit လုပ်ပေးလိုက်တော့မှသမီးကြတော့မပါဘူးကျွန်တော်ကြတော့မပါဘူးအဲ့လိုမျိုးလာပြောကြပေါ့နော်သူကြတော့ဒီအပုတ်တွေမှာ comment မမှန်ပေးဘူးပေါ့နော်မမှန်ထားတော့လီလီကဒီပါချင်တယ်လို့လည်းမမှန်ဘယ်ပုတ်မှာမှမမှန်ပေါ့နော်ဒီ like ပေးချင်တော့ပေးမှာပေါ့ဘယ်ပုတ်မှာမှမမှန်ပဲနဲ့လီလီ edit လုပ်ပေးလိုက်တော့မှတမီးကြမပါဘူးတားကြမပါဘူးဆိုပြီးဖြစ်တော့လီလီမျက်နှာပူရတာပေါ့နော်ကျတော့အဲ့ဒါလေးကိုပြောထားတာပေါ့နော်အဲ့ဒါလေးကိုအဓိကပြောချင်တာပါရှင်ဘိုင်ဘိုင်